ဆုံးတော့ဖွင့်ပြောဖို့တတိမွေးနိုင်ခဲ့ပေမဲ့ကိုချီရတဲ့သူကကိုညီမကိုမှကြွေသွားတဲ့အခါဂျင်းကသူ့ boss ကိုတိတ်တိတ်လေးကြည့် crash နေတာ3နှစ်တောင်ရှိနေပြီဗျအကြိုက်အချိန်ယူပြီးမှဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပေမဲ့စကားတခုမှတော့မဟာရတိခင်တပတ်နောက်ကျသွားခဲ့ပြီမနက်3နာရီကြီးအိမ်ပြန်ရောက်တော့ဂျင်းတယောက်ခွန်းထဲမှာအတွေးတွေများပြီးအိမ်မပြောနိုင်တော့ဘူးမဂဇင်းတွေလှမ်းဖတ်လိုက်ကွန်ပျူတာရှေ့ထိုင်ပြီးအလုပ်လုပ်လိုက်နဲ့စိတ်ပြောင်းအောင်အမျိုးမျိုးကြိုးစားကြည့်တယ်ဒါပေမဲ့ဘလို့မှမင်းဖျောက်လို့မရဘူးဗျငါညီမကသူ့ကိုတကယ်ပဲလူယူသွားတော့မလားဆိုတဲ့အတွေးတစ်ခုတည်းကခေါင်းထဲမှာချက်ချက်လဲနေတာသူပင်ပန်းပြီးအယုတ်ကျိုးပြနေချိန်မှာပဲညီမဖီတူကအိမ်ပြန်ရောက်လာတယ်ညီမရဲ့ပျော်ရွှင်နေတဲ့မျက်နှာကိုမြင်တော့ဂျင်းတယောက်မနေနိုင်ပဲလိမ်ဖြောရတော့တာပေါ့သူ့ညီမပိုပြီးနေမိုးမထွားအောင်လို့ boss ရဲ့အားနည်းချက်တွေကိုလိုက်ထောက်ပြတော့တာဒါပေမဲ့သူ့ညီမက boss ကိုလုံးဝကိုတောက်ရန်ကြွေနေပြီမို့လို့ဘာပြောနားမဝင်တော့ဘူးအဲ့ဒီအချိန်ကစောက်ပြီးညီမဖီတူကရုံးကိုခဏခဏရောက်လာတယ်သူတို့နှစ်ယောက်အတူရှိနေတာကိုမြင်ရတိုင်းဂျင်းအတွက်တော့ရင်ထဲမှာတစစ်စစ်နဲ့နာကျင်ရတာပေါ့ဗျာဒါတွေမဲလားဆိုတော့မဟုတ်သေးဘူး okay ပင်ဆိုကိကောင်ကလည်းဂျင်းရဲ့မနှုတ်စားအုပ်ပေါ်မှာသူ့ဖုန်းနံပါတ်အကြီးကိုရေးသွားတည်တယ်အဲ့ဒါကိုမြင်တော့ဂျင်းကဒေါသထွက်ပြီး Kevin စီချက်ချင်းဖုန်းဆက်တော့တာပဲရှင်ဘာသဘောနဲ့ဒီလိုလုပ်ရတာလဲဆိုပြီးမေးရောဒါပေမဲ့ Kevin ကဒီလိုတုံ့ပြန်မယ်ဆိုတာကိုကြိုသိနေပုံရပါတယ်သူကဂျင်းကိုရိုးရိုးတသားတောင်းပန်လိုက်ပြီးအဲ့ဒီခွင့်ရေးကိုယူကညစာစားဖို့ဖိတ်လိုက်သေးတယ်ဒါပေမဲ့စိတ်တုန်နေတဲ့ဂျင်းကတော့ညင်းလိုက်တာပေါ့ဗျာအလုပ်ကိစ္စတွေကြောင့်ဂျင်းဟာသူတို့နှစ်ယောက်ကြားမှာဗျာများရတော့တာပဲသူတို့ဒိတ်လုံးနေလဲလိုအပ်တာတွေအနောက်ကနေလိုက်လုပ်ပေးရသေးတယ်ဒါအပြင် baseball ပွဲသွားကြည့်ရင်လဲသူတို့နှစ်ယောက်ကြည်နူးနေတာကိုထိုင်ကြည့်နေရတယ်စနေတနင်္ဂနွေရောက်ပြန်တော့လဲ boss ကသူ့ညီမတော်ဝယ်ထားတဲ့ပန်းစည်းတွေကိုသွားယူပေးရပြန်တယ်ရုံးရောက်တော့လဲ boss ရဲ့ computer wallpaper ကသူ့ညီမပုံလေးပြောင်းသွားတာကိုသတိထားမိလိုက်တယ်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာဖြစ်ပေါ်လာတဲ့အသီးမွှားလေးတွေကအစားဂျင်းကိုမနာယိုစေသလိုပဲအတူတူထမင်းစားတဲ့အခါတိုင်းလဲသူတို့နှစ်ယောက်ပျော်ပျော်လုံနေတာကိုနားမထောင်ချင်လို့အစားတွေအတင်းသွတ်တစ်ထည့်ပြီးစားနေရတယ်အလုပ်စင်းလို့အိမ်ပြန်ရောက်တဲ့အခါမှာသူတို့နှစ်ယောက်နီးနီးကက်ကက်ရှိနေတာကိုမြင်လိုက်ရရင်လဲတိတ်တိတ်လေးလှည့်ထွက်ခဲ့ုံကလွယ်လို့ဘာမှမလုပ်နိုင်ခဲ့ဘူးဗျနောက်ပိုင်း boss ကိုအလုပ်တွေဝိုင်းရှင်းပေးနေတယ် boss ကြံခဲ့တဲ့ပတ်စံအိတ်ကိုဂျင်းတိတ်သွားတယ်ဟိုကလိုက်ရှာနေမှာစိုးလာနဲ့သူ့ရဲ့အချိန်စရာကိုကြည့်ပြီးသူညစာစားနေတဲ့စားတောက်ဆိုင်စီကိုလိုက်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီကိုရောက်ချင်းပဲဂျင်းတယောက်ချက်သေးသေးသွားပါတော့လေဘာလို့လဲဆိုတော့သူရှိတက်တယ်မှာပဲ boss ကလက်ထံခွင့်တောင်းဖို့ပြေးနေပါတယ်အဲ့ဒါကဂျင်းအမြဲတမ်းအိမ်မက်မက်ခဲ့ရတဲ့လက်ထံခွင့်တောင်းတဲ့ပုံစံမျိုးပဲဒါပေမဲ့လက်တွေကတော့အနာချင်းလုံးပါပဲသူညမပေါ်လာတဲ့အချိန်မှာတော့ဂျင်းတယောက်နေရာမှာတင်ရက်ကြံခဲ့ပြီး3နှစ်လုံးသူ့ချရတဲ့ယောက်ျားက